Ba setana ine wa adini ro uichika ang tukha ni ngaya ne danalun ni ne were plan taw mui ne bsun ni ne chora were chita hin ni si bian mo a di were bo tike so mani ro we thai ha ri su lu shin ni chi dang khao swue ru su mu sa tau twa shi de di bu tai me ma sa nai lo lu a di အသက်ကြီးကြီးလေးလာပြောလေနောက်ရာဒီဦးကလည်းနည်းပူလာတော့လေမစားနိုင်ဘူးဒီမနေ့လေးတော့ဒါကလေငရံအကောင်ကြီးပေါ့နော်ငရံအကောင်ကြီးရဲ့ဒါအဒန်းတလွန်ပေါ့နော်ဒါဒန်းတလွန်လေးပေါ့နော်ဒါတော့နန်းနန်းပင်လေးတွေပေါ့နော်အဲ့ဒါကိုအရေးခန်းရင်ဒီခန်းရင်ကြီးရဲ့ဈေးပေါ်နေပြီဆိုတော့ဒီခန်းရင်ကြီးအရန်နိုင်တာပဲခန်းရင်ဒီဆိုပန်းထွေးပြောဆိုလို့ရှိရင်ခန်းရင်ဒီလေးကိုရေနိုင်စေးပြက်ခါကြရင်ဟိုပြုတ်လိုက်ပြီးလို့ရှိရင်ခန်းရင်ဒီလေးအပေါ်မှာနွန်းသွားပြီပေါ့နော်တွန့်လာပြီဆိုလို့ရှိရင်ပြန်ပြီးတော့ခုနတနန့်ရှင်းရေလေးပဲပေါ့နော်ပြုတ်ထားတဲ့ဥစ္စာလေးကိုလေအဲ့ဒီအခွန်လေးကိုဖယ်လိုက်ပြီးခုနအဲ့အခွန်ဖယ်ပြီးရခန်းရင်ဒီကိုထည့်ပြီးဇွန်လေးနဲ့မှုနမင်းလေးထည့်ငြူတီးစိမ့်လေးထည့်နော်ကိုဟိုပေါ့ပန်းထွေးပြောဆိုအဲ့တိတ်စားလို့ကောင်းတယ်အဲ့ဒီခန်းချင်းကြီးအရီလေးပေါ့နော်ခန်းချင်းကြီးအရီလေးမှာငြုပ်ကြီးစိမ့်နေနန်းမင်းလေးနဲ့အရန်တိတ်စားလို့ကောင်းတာပဲအဲ့ဟိုငပိချစ်တဲ့အောင်ပူကြိုက်သေးတယ်အဲ့ပန်းထွေးဖြော်လေးဆိုလို့ရှိရင်လေဒီနေ့တော့ငရံနဲ့တခွာဒီလေးနဲ့ဒန်ဒလွန်ဒီလေးနဲ့စားပါတယ်လူလည်းနည်းနည်းလေးစိတ်ထဲမှာနှုံဖြစ်နေလို့လေဟို7နာရီကြီးဘာမှမစားကြဘူးဖြစ်နေအခုတော့ဘိုက်ချန်နဲ့ Greek နဲ့မီလာတာပေါ့နိGreek မီလာတော့အဲ့ဒါရွှေတောင်ခောက်ဆွဲလည်းမစားဘူးအစုံစားတော့တွေလည်းမစားဘူးအဲ့ဒါဒီမနေ့အဲ့ဒန်ဒလွန်ဒီနဲ့ဥစားလူစားတယ်ဦးချစ်ကတော့စတိုင်းနဲ့စားမှာပေါ့လေနော်စားကြမယ်ဟိကောင်းနော်မမီဝတ်တုပ်ဆိုတာတော်တော်ချောတယ်သူချက်တဲ့ဟင်းနေရတယ်ကောင်းမှဆက်သားချမွေးတဲ့ငတလဲတို့တဲ့မကြီးကြီးငပီးချက်စားခြင်းလိုက်တာအိမ်နာနီးလို့ရှိရင်လေဘယ်လိုမှစားခြင်းလဲဆိုတော့ကစွန်းရဲ့အနီလေးကိုလေအလန်းနဲ့အယိုးလေးချမ်းပြီးတော့တေချာစေးကစွန်းရဲ့တူမစားခြင်းတာလေကစွန်းရဲ့ဝယ်လေးလို့ရှိရင်ကစွန်းရဲ့ကိုချွေအဲ့အယိုးလေးကိုဓာလေးနဲ့ခွဲငါးပါလောက်စေးတာမှရေရတယ်ညစ်ပန်းနေရအဲ့ဒါဟိုအရွက်စားတော့ဟုတ်တယ်ဒါပေမဲ့ကျမတို့ဆိုရှိရဲ့အရွက်ကြရတယ်ဒီညစ်ပတ်တလားလို့မပြောနဲ့တကယ်ဘယ်လိုစိုက်ပြိုးပြီးတော့ဘယ်လိုခူးခက်ရောင်းလဲတော့မသိဘူးပေါ့နော်စေးကြောတာငါးကလောက်စေးတာမှအဲ့ရေကနေမတန့်ရှင်းနေဘူးဟိုကိုလည်းစားပစ်တာအသားတွေပဲစားပစ်နေတာပေါ့နော်အရွက်တွေကိုမတန့်ဘူးပေါ့နော်အဲ့လိုပဲဟိုနှင်းနုနယ်တွေဆိုလဲဟာတဲတွေနဲ့ကမွန်ရွက်တွေဆိုလဲတဲတွေနဲ့အဲ့လိုဟိုဖြစ်တာအခုဒီမိနစ်တော့7နာရီတော့ခွဲပြီးဒါပေမဲ့စားခြင်းစိတ်ကူမရှိဘူးစားခြင်းစိတ်မရှိဘဲနဲ့မနေ့တုန်းကတော့ဘယ်လိုစားလဲဆိုမနေ့ကကျွမ်းမောင်လေးယူလာတဲ့စိတ်သားကပတ်ပြူလीမနေ့ကညရောစားတာဘယ်လိုလဲဆိုနေ့တိုင်းနေအဲ့ဒါတွေခောက်ဆွဲတွေစားရွှေတောင်ခောက်ဆွဲတွေစားကော်ပြန်ကျော်တွေစားဘာလဲဟိုစိတ်တိုင်းကြဟိုဘာလဲဟိုနန်းပြတော့စားဆိုသမင်းကိုမစားတော့ဘူးအဲ့လိုစားရင်စားနေအဲ့ဒီခောက်ဆွဲတွေကိုမစားကျင်တော့အဲ့လိုဖြစ်လာတယ်ဒီနေ့တော့ဝေးချဝယ်ထားတာစက်သားဟင်းလေးတွေသူလည်းဒီတိုင်းနေမှာပေါ့ဒီစက်သားဟင်းတောင်ဝယ်ရဆိုရက်စက်သားစီပြန်ဟင်းလေးနဲ့အဲ့ဒါဟိုဘာလဲငရံဟင်းလေးနဲ့ဖလန်တောင်ဝင်းနဲ့ပဇွန်လေးနဲ့ကျမတို့ဒီငရံလေးစားပါတယ်အဲ့မမီဝါတုတ်နားမှာနေလို့ရှိရင်ကျမနေရလိမ့်စာမတီးလို့လေနေလို့ရှိရင်ကျမတော့အဲ့လိုဒီဘယ်လိုစားလဲဆိုငပုံနာကိုလေဥလေးနဲ့ဒီကြော်ပြီးတော့ပြန်ပြီးအဆက်လေးလှုပ်ထားတာစားခြင်းနဲ့နောက်ပြီးတော့သူ့ရဲ့လေးဟိုပါလဲတီးစုံဟင်းလေးကျမစားခြင်းကျမအိမ်မှာအရင်ကဆိုကျမဟင်းချက်တော့ဆိုလေကလားဟင်းကိုခဏချက်ဘာလို့ဦးချစ်ကဝယ်ထားလို့ရှိရင်လေဟိုပါလဲငကွန်းရှက်အသားတွေများနေလေအဲ့လိုအကောင်ကြီးတစ်ကောင်သူဝယ်ထားလို့ရှိရင်အဲ့ဒီခုတ်ပြီးတော့ဒီခရမ်းဒီနဲ့ယုံမလေးဒီနဲ့ဒန်ဒလွန်ဒီနဲ့အာလူနဲ့ဒီကျမအာလူကြိုက်တယ်ဒီ
ချင်းအဲ့နော်ဆိုကလေးတွေအိမ်မှာဆိုအလုတ်တမားလေးတွေပေါ့စိုင်ဖွင့်တော့ရောင်နော်ဆိုကလေးတွေရှိရပေါ့နော်ဒီဟင်းကလွယ်စားလို့လည်းမင်းနဲ့ကိုလည်းကြိုက်တာဆိုခဏချက်ပါအဲ့ဘယ်လိုပြောဆိုပြောတော့တထေးစားတော့အကျွေးအဲ့လိုရေးတတ်တယ်သူတို့တွေအဲ့လိုရေးတတ်တယ်နော်တကယ်မိဘအကြောင်းနဲ့ထားတာလည်းမဟုတ်မိဘလည်းမဟုတ်ဘိုးလည်းမပေးနိုင်ဘူးကွက်သူ့တနေ့ကိုငါချက်လည်းပြီးသေးတယ်အလုတ်သမင်းမှလည်းကိုစားနေစားကျဲဦးလို့ဘဲဦးလို့ဆိုတော့ကြော်စားဘာစားဆန်ရောစီရောဘာညာပေးတာအဲ့ဒါဒီအဲ့လိုထရံမှာရေးထားတယ်ပြောတော့တထေးစားတော့အကျွေးကျမတို့တော့အဲ့လိုမရေးတတ်ဘူးနော်သူတို့တွေရေးတတ်တယ်နော်အဲ့ဒါဒီမိဘအကြောင်းလက်ထားတာမဟုတ်ဘူးမွေးမိဘအကြောင်းလက်ထားတာမဟုတ်ဘူးအဲ့အခုတော့ကျမတို့သမင်းမချက်နိုင်တဲ့ချိန်ကျကျမအဲ့လိုတီးစုံစီဟင်းလေးကိုစားခြင်းနဲ့ခန်းဒီရင်ဒီနဲ့ရုံးလေးဒီနဲ့ဒန်းလွန်ဒီလေးနဲ့အာလူးလေးနဲ့ဒီအရေးဟိုဟာဒီမဟုတ်ကြဲလေးမဟုတ်ပြဒီကကျမအရင်တော့အလုပ်လုပ်တော့လည်းအဲ့လိုကျမသမင်းကြိုက်တယ်ကျမထည့်သွားတာပေါ့ကျမအဲ့တီးစုံဟင်းကိုကြိုက်တာကိုကလားဟင်းကိုကျမကြိုက်တာအကြလို့သူတို့လည်းသူသမင်းကြိုက်သူစားပဲကျမလည်းအဲ့လိုသမင်းတွေကိုဟိုသူတို့ကိုလိုအဲ့လိုထိုင်လို့ရောမစားတတ်ဘူးကိုပိုင်ကိုပဲစားတာပေါ့နော်စားပြီးပဲအဲ့ဘယ်လိုပြောအမလေးတဲ့ဟိုတထေးကပြောတယ်ဟိချင်းဟင်းရတယ်ရေဘောလုံးနဲ့အမလေးအဲ့လိုသူပြောတတ်တယ်နော်ချင်းဟင်းကရေဘောလုံးနဲ့ကျမတို့ကအဲ့လိုအချင်းရေလေးကိုကြိုက်တာလေဟိုဒီနေ့တော့ရေဘောလုံးလည်းမဟုတ်ဘူးပေါ့နော်ခရမ်းဒီလေးနဲ့ခရမ်းဒီလေးနဲ့မဟုတ်ပါဘူးငရံလေးနဲ့ရုံးရီဒီလေးနဲ့စားနေပါလေ